။မိန်းကလေးတစ်ယောက်ရဲ့အမေဟာပေါင်းမုံ steam bun ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။သူမလုပ်တဲ့မုံတွေမှာထူးခြားတဲ့အနံ့လေးတစ်မျိုးရှိပြီးနေတိုင်းဖောက်သည်များပြားစွာလာဝယ်ကြပါတယ်။ဒါပေမဲ့မိန်းကလေးကိုတော့သူ့အမေကမိဖို့ခန်းထဲမဝင်ခိုင်းတယ်လို့မုံကိုပါစားခွင့်မပေးခဲ့ပါဘူး။ထူးခြားစရာကောင်းတာကဖောက်သည်အချို့ကပတ်စံပေးပြီးမိဖို့ခန်းထဲလဲပတ်ခွင့်တောင်းကြပါတယ်။အမေကလမ်းညွှန်ပြီးခေါ်သွားတိုင်းမိဖို့ခန်းထဲကထူးဆန်းတဲ့အတန်တစ်မျိုးထွက်လာတတ်ပြီးအဲ့ဒီဖောက်သည်တွေဟာနောက်ဆုံးမှာပျောက်ကွယ်သွားကြပါတယ်။လူတစ်ယောက်ပျောက်သွားတိုင်းမုံရဲ့အနံ့ကပိုပြီးမွေးလာတာပါ။အချိန်ကြာလာတာနဲ့အမျှမိန်းကလေးလည်းကြီးပြင်းလာပြီးမုံအရသာကိုပိုမိုသိကျင်လာပါတယ်ထို့ကြောင့်ဖောက်တဲ့တယောက်ထံမှပတ်စံပေးပြီးမုံတစ်လုံးဝယ်ယူလိုက်ပါတယ်စားမယ့်အချိန်မှာတော့အမေကရောက်လာပြီးတားဆီးလိုက်ပါတယ်မိန်းကလေးကမုံတွင်းသားပါလဲဆိုတာမေးလိုက်တော့အမေကဝက်သားထည့်ထားတာလို့ပြောပါတယ်ဒါပေမဲ့အနီးနားရှိဝက်သားရောင်းသူတွေကိုမေးကြည့်ရအမေကိုဝက်သားဝယ်ပူတာမမြင်ဘူးကြောင်းပြောကြပါတယ်အမေဟာစိတ်လှုပ်ရှားနေတယ်လို့ဖြစ်လာပြီးမင်းမချစ်သူရှိလာရင်အမှန်ကိုပြောမယ်လို့ပြောပါတယ်ညဘက်မှာတော့မိန်းကလေးကမိဖို့ခန်းထဲလှုပ်ဝက်ဝင်ကြည့်လိုက်ပါတယ်အမေဟာနောက်နေ့အတွက်မုံအတွင်းသားပြင်ဆင်နေပြီးမိဖို့သားမှာခရမ်းကျင်သီးလိမ့်ကျန်နေပါတယ်ထူးဆန်းတဲ့အတန်တစ်ခုလည်းထပ်ကြားရပါတယ်အမေကကြွတွေပါလို့အလျင်မြန်ပြောပြီးမိန်းကလေးကိုအိတ်ခိုင်းလိုက်ပါတယ်အမှန်ကိုသိကျင်စိတ်ပုံမိုတိုးလာတဲ့မိန်းကလေးဟာနောက်နေ့မှာပတ်စံပေးပြီးချစ်သူတယောက်ငှားလိုက်ပါတယ်ချစ်သူကိုမြင်တဲ့အခါအမေကထူးဆန်းတဲ့အပြုံးတစ်ခုပြုံးလိုက်ပါတယ်ညစာစားချိန်မှာအမေဟာသူမရဲ့ထင်ရှားတဲ့မုံတွေကိုပြန်လုပ်ကျွေးပါတယ်မိန်းကလေးကအံ့အားသင့်နေပါတယ်အမေကအဲ့ဒီမုံတွေဟာပြင်ပလူတွေအတွက်ပဲလုပ်တာလို့အမြဲပြောခဲ့တာပါအမေကတောက်စရာတစ်ခွက်ထည့်ပေးပြီးမိန်းကလေးတောက်ပြီးနောက်မူးဝေသွားပါတယ်မကြခင်မှာစပွဲပေါ်မှာလဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲအမေဟာမိန်းကလေးရဲ့ချစ်သူကိုမိဖို့ခန်းထဲလဲပတ်ဖို့ဖိတ်ကြားလိုက်ပါတယ်ချစ်သူကမဆိုင်မတွလိုက်သွားပါတယ်